တသလုံးစူးစမ်းပြီးတော့မအောင်မြင်မဲတည်သွားတဲ့သူလည်းရှိတယ်။ဘာမှထူးထူးခြားခြားအားမထုတ်ပင်မဲ့အောင်မြင်သွားတဲ့သူလည်းရှိတယ်။အဲ့တော့ဘာလို့ပင်မဲခံနေမှာလဲ။ဖက်ခဲ့မှုတဲ့စာအုပ်တွေထဲမှာသဘောကျဆုံးဘာသာပြန်စာအုပ်နှစ်အုပ်ကို review လုပ်ပေးသွားပါမယ်။ဘာသာပြန်ဆိုတဲ့အခါမူရင်းရေးသားသူရဲ့ပြီးကျင်တဲ့အနှစ်သာရကိုလည်းမပြတ်အောင်ဖက်ရှုသူအနေနဲ့လည်းနားလည်လွယ်အောင်လို့ view တစ်စိုက်ပြန်ဆိုရပါတယ်။ဒီစာအုပ်တွေမှာဒီချက်နှစ်ချက်လုံးနဲ့ပြည့်စုံနေတာကိုတွေ့ရတယ်။ပထမတစ်အုပ်ကတော့ Mark Manson ရဲ့စာအုပ်ကိုဘာသာပြန်ထားတဲ့ view မဆိုင်ခြင်းအမှုပညာဖြစ်ပါတယ်။မဖတ်ဖို့ရင်တော့မှနာမည်ကိုတော့လူတော်တော်များများရင်းနှီးနေလောက်မဲ့စာအုပ်ပါ။ဒီစာအုပ်ကိုစဖတ်တဲ့အချိန်တုန်းကကျွန်တော်အသက်က18နှစ်ပါ။အဲ့တော့ကိုလူကြီးဖြစ်ပြီးကိုဘွားအတွက်အရှင်ဟုံနဲ့စူးစမ်းမဲ့အရွယ်ရောက်ပြီးဆိုရဲစိတ်နဲ့အရန်တက်ကြွနေတဲ့ဆက်ကျော်တဲ့အရွယ်ပေါ့ဗျာအောင်မြင်ရေးစာအုပ်တွေစိတ်ခွန်အားဖြည့်စာစုတွေ social media ပေါ်ကစာရေးဆရာတွေရဲ့ဟောပြောတဲ့ video clip တွေ motivation video တွေကိုကြည့်ပြီးတော့အောင်မြင်ခြင်းတဲ့ယောဂတော်တော်လေးရင့်နေတဲ့အခြေမျိုးပေါ့ဗျာဒီလိုအခြေမျိုးမှာကျွန်တော်အရှိရဖတ်ခဲ့တဲ့စာအုပ်တွေနဲ့ taste လုံးဝမတူတဲ့ဒီစာအုပ်ကိုဖတ်ဖြစ်ခဲ့ပါတယ်ကျွန်တော်တို့ရဲ့ဘဝမှာမင်းရည်မှန်းချက်ထားရမယ်မင်းစူးစမ်းရမယ်ဒါဆိုတနေ့အောင်မြင်မယ်စူးစမ်းပါဆိုတဲ့တွန်းအားတွေပဲအများစုကြုံရတာပါစာအုပ်တွေဖတ်လိုက်ရင်လည်းဒီလိုပါပဲဒါပေမဲ့ဒီစာအုပ်မှာတော့အခန်းတစ်ထဲကမစူးစမ်းနဲ့လို့ပြောထားပါတယ်မင်းမစူးစမ်းနဲ့စူးစမ်းနေလဲအောင်မြင်ခြင်းမအောင်မြင်ပါတသလုံးစူးစမ်းပြီးတော့မအောင်မြင်မဲတည်သွားတဲ့သူလည်းရှိတယ်ဘာမှထူးထူးခြားခြားအားမထုတ်ပင်မဲ့အောင်မြင်သွားတဲ့သူလည်းရှိအဲ့တော့ဘာလို့ပင်မဲခံနေမှာလဲဒီလိုအာဘော်မျိုးလေးတွေဒီစာအုပ်ထဲမှာပါပါတယ်ဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာလည်းကိုဘွားအတွက်စူးစမ်းအားထုတ်နေတဲ့သူတွေရှိပါလိမ့်မယ်ပညာရေးအတွက်မိသားစုအတွက်ရည်မှန်းချက်တစ်ခုခုအတွက်ပေါ့ဗျာစူးစမ်းအားထုတ်နေပေမဲ့ကိုလိုချင်တယ်လို့မဖြစ်မြောက်သေးတဲ့အခါစိတ်တက်ကြတာအမလို့အမရဖြစ်တာကိုရည်ချင်းမရှိတဲ့သူတယောက်လို့ခံစားရတာဒါမျိုးတွေဖြစ်တတ်ပါတယ်ဖုန်းတွေ laptop တွေမှာအရန်ဟမ်းပြီးတော့300အဆင်မပြေတော့ရင် reset ချကြတယ်လို့ကျွန်တော်တို့ရဲ့ဘဝမှာလည်းအချိန်တစ်ခဏလောက်ကိုယ့်ရဲ့စိတ်ကိုအနာပေးပြီးတော့ reset ချဖို့အချိန်လိုအပ်ပါတယ်ဒီလိုအချိန်မျိုးတွေမှာဒီစာအုပ်ကဖတ်ဖို့အတွက်တော်တော်လေးတင့်လျော်ပါတယ်ဒုတိယမြောက်တအုပ်ကတော့စာရေးဆရာဖေမြင့်ရဲ့ပြောရဲဆိုတဲ့ပေါင်းတင်တတ်တဲ့သူဒီစာအုပ်ကတော့တုံလုံးကိုဘာသာပြန်ထားတာမျိုးမဟုတ်ဘဲနဲ့ဘာသာပြန်စာစုလေးတွေကိုစူးစီးထားတာမျိုးပါတက္ကသိုလ်ပထမနှစ်တက်ခါနီးအရွယ်မှာလူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့ကိုယ့်ရဲ့ဇယိုက်ကပြဿနာရှိနေမယ်ကျွန်တော်စပြီးတော့သတိပြုမိရဲ့စတေးကြောင်းတက်ခဲ့တော့ကလည်းဘယ်သူနဲ့မှမတည့်ဘူးရန်ခဏဖြစ်တယ်ရုံးခန်းကိုသွားပြီးတော့လက်မှတ်ထိုးရတယ်ဆိုတဲ့ history မျိုးရှိဘူးပါတယ်အဓိကပြဿနာကတော့စကားမပြောရင်လည်းမပြောဘူးပြောပြီးဆိုရင်လည်းလူရိုက်ပေါက်တွေပဲပြောမိတာမျိုးပါအဲ့တော့တက္ကသိုလ်စတက်တော့မဲ့အချိန်မှာလူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့ကိုယ့်ရဲ့အမှုကျင့်ကိုပို့ပြီးတော့ကောင်းအောင်ပြောင်းလဲခြင်းခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကဆိုလို့ရှိရင်စကားပြောနည်းသင်တန်းတို့ personal grooming နဲ့ communication သင်တန်းတို့ moral သင်တန်းတို့တော်တော်လေးခက်စားပါတယ်ဒါတွေတွားတက်ဖို့ကြတော့လေကိုနဲ့ကလဲမမီဘူးအဲ့တော့ကိုဖက်နေကြစာအုပ်တွေကနေတစ်ဆင့်နီလန်းရှာဖို့ကြိုးစားတဲ့အချိန်ဒီစာအုပ်လေးကိုတွေးခဲ့တာပါကုမွေလင်းလင်းပြောရရင်စာအုပ်တုံးအနေနဲ့ဖတ်လို့ကောင်းမယ်လို့ထင်ခဲ့ပေမဲ့ကိုယ့်ရဲ့လူမှုဆက်ဆံရေးကိုတော့ဒီလောက်ထိပြောင်းလဲစေမယ်လို့မထင်ခဲ့ဘူးဒါပေမဲ့အများကြီးပြောင်းလဲစေနိုင်လောက်တဲ့အထိအထောက်ပံ့ရခဲ့ပါတယ်ဒီစာအုပ်ကမင်းကိုပြောင်းလဲပေးလိုက်တာလားဒါကိုဖတ်လိုက်ရုံနဲ့ communication skill တက်သွားမှာလားလို့မေးလာခဲ့ရင်တော့ကျွန်တော်ဖြေချင်တာကိုပြောင်းလဲဖို့အတွက်စိတ်အားထက်သန်နေတဲ့ကျွန်တော်အတွက်အထောက်ပံ့ဖြစ်ခဲ့တာပါအဓိကကြတာကတော့စိတ်အားထက်သန်မှုနဲ့ပြောင်းလဲခြင်းနဲ့စိတ်ပါကျွန်တော်အခု review ပေးခဲ့တဲ့စာအုပ်နှုတ်က taste လုံးဝမတူပါဘူးဒါပေမဲ့ကျွန်တော်ရဲ့ lifestyle အတွက်အများကြီးအထောက်ပံ့ဖြစ်စေခဲ့ပါတယ်ဆိုတော့စာဖတ်ဝါသနာပါတဲ့သူတွေဆိုလို့ရှိရင်ဖတ်ဖို့အတွက်အကြံပြုပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေခင်ဗျာ